အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကဇာပါဒါပေမဲ့ကျွန်တော်တားငယ်လို့ခေါ်ပါတယ်ဒီနေ့ကမမျော်လင့်ပဲနဲ့ကျွန်တော်ချစ်ရဆုံးကိုဆော်လမွန်ရဲ့20 anniversary ဖြစ်တယ်အရင်ကျေးဇူးတင်တယ်နော်ကျွန်တော်သူနဲ့တွေ့ခဲ့တော့ဆိုရင်လူငယ်တဲ့19နှစ်လောက်ရှိပါပြီဘယ်လိုပြောမလဲအရင်ကုန်ယူတယ်သူဖျားတဲ့ဖက်မှာလည်းအရင်အားတန်တယ်နော်ပြီးရင်ကျွန်တော်လည်းတချင်းဆိုတယ်ပြီးရင်အတီးသမားဖြစ်တယ်ဘယ်လိုပဲမဲ့ဖျားတဲ့ဖက်မှာလည်းကျွန်တော်ပါဝင်တယ်ဒါပေမဲ့ကျွန်တော်သဘောကျတဲ့အဆိုဖက်မှာကိုမလို့ကျွန်တော်မြောက်တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အရန်သဘောကျတယ်အရန်လေးစားတဲ့အထဲမှာကိုဆော်လမွန်ပါပါတယ်ဘာလို့လဲဆိုတော့တခါစကားပြောတဲ့သူ့စိတ်ကိုကျွန်တော်သိရတယ်သူရန်ဘယ်လိုလဲစိတ်ရင်ကောင်းတယ်ပြီးရင်ဒီချက်မကလို့သူအောင်မြင်ပါပါကျွန်တော်လည်းနောက်ပြီးတော့ဒီမှာရှိတဲ့ကိုစော်မွန်ရဲ့ fan တွေအားလုံးကိုလည်းကျွန်တော်ဖိတ်ခေါ်ခြင်းတယ်နောက်ကသူရှေ့ဆက်ပြီးသွားမယ်ဥစ္စာတွေကိုဘယ်လိုမလဲလက်သွေးမှအားပေးကြရအောင်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွှေလူမျိုးသားချင်းအဲ့လိုမျိုးကျွန်တော်အားပေးကြရအောင်နော်ဘာလို့လဲဆိုတော့ကိုနဲ့လည်းမလုပ်နိုင်ဘူးဆိုရင်လုပ်နေတဲ့လူအားပေးရအောင်ဘာလို့ဆိုတော့အခုချိန်မှာကိုနဲ့လုပ်ဖို့မလွယ်တော့ဘူးဆိုတော့အားပေးကြရအောင်နော်ကိုစောမ Happy 20 anniversary okay all right god bless you ပြည်တဲ့ကြီးများလို့လာပါခင်ဗျာကျွန်တော်ကတော့မြန်မာပါကျွန်တော်အခုပြောချင်တာကျွန်တော်တင်နေချင်းဆော်လမွန်ဖြစ်ပါတယ်ဆော်လမွန်ဟာဆိုရင်ကျွန်တော်နဲ့ခင်ဗျာအရန်ကြာပါပြီကျွန်တော်အဆိုတော်ဖြစ်ခင်ကြရပါတော့သူကချင်းလူမျိုးဖြစ်ပါတယ်အဆိုရောအင်မတန်ကောင်းပါတယ်အကြီးရောအင်မတန်ကောင်းတော့ထူးချွန်တဲ့သူပါသူကအခုဆိုရင်ဂီတလောကထဲမှာအောင်မြင်စွာပြတ်တန်းလာတာအနည်း20ပြည့်ပါပြီသူ့အခုလိုအောင်မြင်စွာအမှုပညာလောကထဲမှာအနည်း20လုံးလုံးကြီးစုတွင်တွင်မဆာချီးမြှောက်တဲ့ထာဝရဘုရားကြီးစုဉာဏ်တင်ပါတယ်ဒီနေ့ချင်းဆော်လမွန်ဘုရားမြတ်အောင်မြင်ပါစေဘုရားခင်ဘုန်းတော်ထင်ရှားပါစေနော်တခင်ယေရှုခရစ်တော်နာမနဲ့ကောင်းချီးပေးလိုက်ပါတယ်